ဒီ speaking plan လေးကနေ့စဉ်စကားပြောမှာတော်တော်လေးသုံးဝင်တယ်နော်တခါတည်းရောက်လို့တော့နော် okay မလို့ကို just about ကိုတုံးပြောလို့ရနော် I was just about to call you but you call me first ငါမျိုးဖုန်းခေါ်မလို့ပဲဒါပေမဲ့မင်းအရင်ဖုန်းခေါ်လေ I was just about to do that ငါဟောလုံးမလို့ပဲဒါပေမဲ့မလုပ်လိုက်ဘူးပေါ့ okay အဲ့ just about ကိုတုံးပြောလို့ရနော်ခဲလို့ရတယ်လုပ်ခဲလို့ရတယ်ဒါပေမဲ့မလုပ်ခဲဘူးပေါ့နော်အဲ့ဟာကိုပြောချင်တာကို could have တုံးပြောလို့ရနော် I could have done that အဲ့ဟာကိုငါလုပ်ခဲလို့ရတယ် I could have done that I could have married her ငါတို့လက်ထပ်ခဲ့လို့ရတယ် okay ဆက်ပြောလို့ရနော်နောက်တစ်ခုကမတန်ဘူးဆိုတဲ့ဟာကို not worth ကိုသုံးပြောလို့ရနော် it's not worth the price အဲ့ဒါ BS ရင်မတန်ဘူး it's not worth doing that okay အဲ့ဒါလောက်ရတာမတန်ဘူး okay don't do that ဆက်ပြောလို့ရနော်နောက်တစ်ခုကတော်ဘူးကို anymore တုံးပြောလို့ရနော် I don't love you anymore ငါမျိုးမချစ်တော့ဘူး I don't want to study English anymore အင်္ဂလိပ်စကားကိုမလေ့လာချင်တော့ဘူးစသဖြင့်ပြောလို့ရနော် okay ပိုရတော့အောင်လို့ anymore တုံးပြောဥမာတစ်ကြောင်းတော့ comment မှာရေးသွားမယ်နော်အကျိုးရှိရဆိုလို့ရှိရင်တော့နောက်ဆက် video တွေအတွက်ဒီအကောင့်လေး follow လုပ်ထားဖို့မမေ့တော့နော် bye bye see you in the next video